လူတွေကနှုတ်ကိုမဆောင်စည်းနိုင်ဘူးအင်တာမှဆောင်စည်းဖို့ခက်တယ်နှုတ်ကဘာဖြစ်လို့လဲဆိုရင်အတင်းပြောစရာရှိရင်ထီးလေးဆောင်းပြီးသွားပြောသေးတာနော်တယ်လီဖုန်းလေးနဲ့ဆက်ပြောတာမပြောရရင်လည်းပဲ Facebook ကနေ Messenger ကနေပြီးတော့ရိုက်ပြီးတော့ပြောသေးတာမပြောရမနေနိုင်တာလေအဲ့တော့တင်ညတဆိုတာစောင့်ကြည့်ရမယ် Facebook ထဲလည်းရေးချင်တာမရေးရဘူးလို့သူတို့ဆိုလို့တယ်မကြည့်တဲ့နာတွေလည်းမကြည့်နဲ့မရေးတဲ့နာတွေလည်းမရေးနဲ့မပြောတဲ့နာတွေလည်းမပြောနဲ့လို့သူတို့တင်ညတစောင့်ကြည့်ရမြတ်စွာဘုရားကနှုတ်ကိုစောင့်ကြည့်ဖို့ဟောကြားထားတာအမှန်တမ်းမှတ်သားစရာကောင်းတယ်ကိုပြောတဲ့စကားတစ်ခုဟာအကြောင်းအရာမှန်ကန်တာဖြစ်ရမယ်မှားရင်မပြောနဲ့မှန်ကန်တဲ့အကြောင်းဒါဖြင့်မှန်ယုံနဲ့ပြောမလားဆိုမှန်ယုံနဲ့လည်းမပြောနဲ့အောင်အကျိုးရှိမှပြောဟုတ်တယ်မှန်လဲမှန်တယ်အကျိုးလည်းရှိတယ်ပြောရမလားဆိုအချိန်ကြည့်အောင်ပြောတဲ့အချိန်လားမပြောတဲ့အချိန်လားဟုတ်ပြီမှန်လဲမှန်တယ်အကျိုးလည်းရှိတယ်ပြောဖို့လည်းအချိန်ရောက်ပြီဘယ်လိုလေသံနဲ့ပြောမလဲရှင်ကျေးတဲ့လေသံနဲ့ပြောစကလုံးအသုံးလုံးယဉ်ကျေးပါစေစိတ်ကဘယ်လိုထားရမလဲမေတ္တာစိတ်နဲ့ပြောဟောမြတ်စွာဘုရားဆုံးမတာတောင်းကိုစိနေတာပဲနော်နှုတ်ကိုစောင့်စည်းတယ်ဆိုတာကိုပြောမဲ့စကားကိုဆန်းစစ်လိုက်ငါပြောတာအမှန်ပဲလားအေးမှန်တယ်ဆိုရှောက်ပြောနေလို့ရှိရင်ပို့ဒုက္ခရောက်မှာနော်မှန်တိုင်းပြောရမှာမဟုတ်ဘူးမြတ်စွာဘုရားမှန်တော့မှန်တယ်ကိုပြောလိုက်တာကောင်းကျိုးချမ်းသာဖြစ်ခဲ့လားသူများထိခိုက်သွားတယ်မှန်တော့မှန်တယ်သူများထိခိုက်သွားတယ်ကိုထိခိုက်တယ်အကျိုးမရှိဘူးဒါမျိုးဆိုတော့ပြောရင်အကျိုးနဲ့အပြစ်ဟာအပြစ်ကပိုဖြစ်လာမှာဖြစ်တယ်အဲ့တော့မှန်တယ်ကောင်းကျိုးချမ်းသာပေးနိုင်တာလည်းဖြစ်ရမယ်ပြောတဲ့အချိန်လည်းရောက်ရမယ်ပြောပြီဆိုတဲ့အခါမှာရှင်ကျေးလိမ္မာစွာပြောရမယ်ရိုင်ဆိုင်မပြောရဘူးစိတ်ဓာတ်ကလည်းပဲဒေါသနဲ့မပြောရဘူးမေတ္တာနဲ့ပြောရမယ်ဟောဘုရားတောင်းကိုစိနေအောင်ဟောထားတာနော်အဲ့ဒါကိုတင်ညတလို့ခေါ်တယ်အဲ့ဒီတိုင်းမလိုက်နာဘူးဆိုရင်ပြောခြင်းကြောင့်ပြဿနာတက်တယ်နော်လောကလူတွေဟာပြောဆိုကြောင့်ပြဿနာတက်နေကြတာရှိတယ်